တို့ကွာတို့ပြုံးနဲ့တက်နေတယ်ပရိယာသွားတာဟိုတရုတ်ပြည်ဘက်သွားလေကြမယ်ဟိုရန်ရဲ့ဘာသာရဲ့နော်မိမရဲ့ယောက်ျားရဲ့လုံလုံပါမယ်တော့နေမကောင်းဘူးကိုကြီးဟမ်နေမကောင်းနေလို့မဟုတ်လေဒီကနေညီမတို့ပြန်ပြီမို့လားပြန်လာတဲ့သူ့ကိုစေလိုစေကတစ်ခါခေါ်သွားလားစေကခေါ်တာခေါ်ပြီးလက်နှစ်ဖက်ရှိရမလားလက်နှစ်ဖက်သလုံးစလိုင်းအားစင်းနှစ်ဖက်ချိတ်ပေးလိုက်6တွေရရင်6ဆရာဝန်ပြော6တွေပါချိတ်ပေးလိုက်နော်ဒီကျွန်တော်တို့လေးလုံးချိတ်စေးလဲဖင်းလာသလုံးခိုးပေးလိုက်စေးတွေရောဆရာဝန်လည်းပြောလိုက်စေး9ရက်စာပေးတယ်9ရက်စာတစ်ခါတိုက်ပေးလိုက်ပြီးတိုက်ပေးလိုက်ခါတယ်9ရက်စာကိုတစ်ခါတည်းတကယ်တည်းပြီးတိုက်ပေးလိုက်မြန်ပြောက်မြန်တက်တာအောင်လို့မြန်သွားအောင်တို့မြန်သွားလဲရအောင်အဲ့ဒါကိုပြောတာမြန်ပြောက်အောင်လို့အသက်ပြောက်အောင်လို့စွမ်းတော့ပြီးပေးလိုက်9ရက်စာပဲကြလိုက်လုံးကြားရနာလုံးလိုက်လောက်ကြတော့မှာနောက်ထပ်ခရီးတွေမှာနင်းမပိုင်းနဲ့ကိုလောက်ကြတော့မှာလုံးနော်နင်းရောက်ဖို့ကိုနှက်လွတ်လိုက်တာနင်းဟုတ်တယ်ဝင်စင်းတာရောက်ဖို့ကိုနှက်လွတ်လိုက်တာပန်းလောင်ခရီးစင်မှာသူကစီစဉ်ပြီးတော့ငါအာကြီးမသိဘူးဟိုရန်ငါအာကြီးမသိဘူးအကိုကြီးဒီလိုတကြောင်းမဲဆိုတော့မင်းနှစ်ချက်ကွက်နင်းသွားတာအဲ့ဒါနှစ်ချက်ကွက်လေးရှိသေးတယ်နော်ရိုးနေတာမျိုးကိုကြီးရဖြစ်လာတာအဲ့ဒါတွေလုံးပတ်တာကိုရန်ခံလိုက်ရပါတယ်ရောက်ပါပြည်သူနားရောက်ပါပြည်သူကိုနှက်လှုပ်ပြီးတော့ပလွတ်လိုက်တာကိုဟုတ်မှန်နိုင်ဟေးကိုကြီးကိုယ်ကရှိရမှာမသိဘူးလေ